ဒီမှာ Samaron Imperial Wall ပေါ့နော် Samaron Imperial Wall နားမှာရှိတယ်ရုပ်ဝတ္ထုမုတ်တိတာကိုသွားနေတာပါဒီကဲတဲ့ပေါ့ကဲတဲ့ကိုသွားမှာပါ BTS Samaron Station ကနေဆင်းပြီးတော့ဒီ Imperial Wall ကနေလမ်းလျှောက်လိုက်လို့ရှိရင်အနည်းဆုံး3မိနစ်ပဲကြာပါမယ်ဒီမှာကိုကောင်းမလေးထောက်ပေးထားပါတယ်အခုဗီဒီယိုမှာပြပေးထားတဲ့ပေါ့နော်ဒီသွားတဲ့လမ်းအတိုင်းကိုသွားပေးရမှာပေါ့နော်ကဲဟိုမှာမြင်နေရပါပြီ UWT ရခိုင်မှုဒီဇိုင်းအခုဒါကတော့ဆိုင်ရဲ့အနေအထားလေးပါဒီဘက်မှာလည်းဘတ်စကားမတိုင်နဲ့နေပါတယ်ဟုတ်ဒီအရင်နဲ့အဆက်လျှော့ပဲဗျာဆက်ရှော့မယ်ငါဖေးပေးကြတယ်ဒါရီကဘယ်လိုဆက်ပဲကြောမဟိုတော့ဒါကတော့ဆိုင်ရဲ့ menu လေးပါဒီမှာပစွန်း360ကင်းမွန်360ပြီးပါလို့ရှိရင်ငါဖဲ350ရခိုင်သမင်းကျော်50တက်သားတုတ်က60ဘာလို့ရထမင်းကျော်60ရခိုင်မုတ်ကြီး40ရခိုင်မုတ်ကြီး350အဖဲ350ဈေးလေးရမစိုးပေါ့နော်ပြရှားမှာထားရခိုင်မုတ်တီပူပူဆက်ဆက်လေးရပါပြီငါဖဲကျော်ပဲကျော်ပါပါတယ်မွေးနဲ့စကားတွေများနေရမှာရန်အောင်ပိုက်စာနေလို့ပူလဲပူလဲအမုတ်ဒီလေးပူပူဆက်ဆက်လေးစားလို့တကယ်ကောင်းပါတယ်အဲ့တော့သွားစားကြည့်ကြပါအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်